15ပုံပဲဟိုပုံမှာမဆန်းလို့ဒီပုံမှာလာတင်လေးရဖြစ်ပါတယ်ဟိုနောက်တစ်ပုံမှာမဆန်းဘူးပေါ့နော်ဒီပြုတ်နေတော့ရသွားပြီပေါ့နော်တော်တော်ကြီးအိမ်နာပေါ့နော်ရီလေးထည့်ပြီးနည်းနည်းပပလုံလဲမယ်လုံးမယ်အမလုံးနဲ့ရှည်ကြမှာကြလုံးမယ်ကြာကြီးတော့လုံးရတယ်အဲ့မို့ကြာလုံးမရလေပြုံလေးဖြစ်ချင်တော့ကြာလုံးလေးလိုက်ပေါ့နော်လုံးလိုက်နေကျမခုနဗီဒီယိုအရှိမပြထားတူတူပဲပြုံလို့ဒါပေမဲ့ခုနအယောင်တော့မတူပါဘူးပွားလေးပြီးသွားတယ်ပြီးသွားခဏလေးတော့ကျမပြန်ကြည့်မိရတယ်ကိုကျမအယောင်ကအဖြူရောင်ဖြစ်ပြီးတော့လေအမှုဖြစ်သွားပြောပါတော့ပြန်တင်လိုက်နေဘာလို့တော့စကားပြောအဲ့လိုဝက်လက်ကြီးဗီဒီယိုရက်လာမှမသိတာပဲလုံးနေရမယ်နည်းနည်းလေးဟိတက်ပြီးလုံးရမယ်ဘိုင်းမင်းလုံးမထပ်ပြီးလုံးမရမယ်အဲ့လောက်ဖြစ်ပါရဲ့နော်တီချာလေးအဲ့လောက်ဖြစ်ပါပဲလှအောင်ပါပဲဒီပြုံလေးဖြစ်သွားတယ်လောက်ရတော့မယ်ဆိုတော့ကျွန်မတီးပါဒါလေးရှိနည်းနည်းလေးအခုနဥစ္စာလေးကိုဟီထည့်ရမှာပါနော်တလားလက်လေးနဲ့ပို့ပေးလိုက်နောက်ရရင်လုပ်ရမယ်အမိုးပို့ပေးရမှာလေတဘာဝအတိုင်းပဲဆောင်းနဲ့ညစ်ပတ်သွားတော့မတည်ဘူးနော်ဖန်ကွက်ထဲမှာလူတွေရတယ်ဖန်ကွက်ထဲမှာဆောင်းနဲ့ညစ်ပတ်သွားရဲဆိုရင်တော့ကျွန်မအဲ့လိုတကယ်မတည်ကျွန်မခင်ဗျားတို့စိတ်ဝင်စားမှလောက်ခိုင်းတာမဟုတ်အတင်းလားစုပြီးကျွန်မမလုပ်ဘူးခိုင်းပြီးရှင်တို့ပိုင်ချိုင်ရင်လည်းမချိုင်ဘူးလို့တော့ဒီတော့ဝယ်ပြရမယ်အဲ့ဒါပဲကျွန်မဆိုတခြားကျွန်မစာရွက်အကုန်လုံးဖြည့်ပြီးဒါအလုံးမှမလုပ်ဘူးလားလုံးမှလည်းမလုပ်ဘူးလားချင်းပဲပြောလိုက်တော့ခုချင်းပဲပြောလိုက်တော့ဆိုပြီးမဟုတ်ဘူးလုံးဝလည်းမဟုတ်ဘူးအဲ့လာကြောင့်ဒီလုံးလေးကိုတွေ့နေဆိုရင်ဒီအကောင့်လေးကိုအတဲတော့မပေးလို့မရနော်ပြီးခဲ့အမတော်လားအလုံးလေးကိုကျွန်မစော့နေပြီစော့နေပေါ့နော်ခဏစော့ပြီးအလုံးကရီဒီထည့်ရမယ်လို့ဖြေရမယ်ပေါ့ခုနလည်းမဖြေသေးဘူးရီဒီထည့်တာပါရီထည့်ပြောလုံးလေးရမှာထည့်ပြီးလုံးလေးရမယ်ခဏပဲလုံးရီလေးထည့်ပေးမယ်ဒီလိုဆက်တယ်နော်ဆက်တော့ဒီဘူးလေးတော့လိုက်တော့ငါမြင်ရတာတို့ထဲမှာအမတော့ခါကြီးတယ်လို့အောင်နော်ပြောတာနော်မပြောတာဗီဒီယိုမဆက်တော့အခုရသွားပါပြီရုံဗီဒီယိုမဆက်တော့ဘူးခဏနေတတာ